ဘယ်ရောက်သွားတုံတုံစားနေရလားဒီနေ့မှာတော့တုံတုံလေးနဲ့အတူတူမမဝိုင်က banana kiwi dragon fruit ရေခဲကြောင်လေးလုံးပါပါတုံတုံရေလုံးပါလားတူတူလုံးမယ်နော်တုံတုံလေးကပထမဆုံးရေခဲကြောင်မို့ကို pink or blue pink okay ဆိုရင်ရေခဲကြောင်တုတ်တန်လေးတွေထည့်ပေးပါဦးရပြီတစ်ခုနှစ်ခုသုံးခု monkey တဲ့ကိုဘယ်ဟာရင်ထည့်မလဲအော် monkey တဲ့ကို dragon fruit လေးရင်ထည့်မယ်နော် okay လေးတဲ့ကိုဘယ်ဟာထည့်မလဲနာနာကြောင်လက်သေးလေးတဲ့ကို kiwi လေးတွေထည့်လိုက်မယ်နော်တောက်တောက်ရေခဲကြောင်တဲ့ကို base အရည်လေးကဘယ်ဟာထည့်မှာလဲနှုတ်ညက်ဖြည်းဖြည်းညက် okay ဟုတ်ပြီတုံတုံချက်ချင်းစားလို့တော့မရသေးဘူးနော်ရေခဲချောင်းခဲသွားတဲ့အထိကိုတော့ခဏစားအောင်မယ်နော်ကဲရေခဲတက်တာတွေကိုသွားထည့်မယ်ရေခဲချောင်းကြပြီဟာဟမ်ရေခဲချောင်းအော်မေးတောင်နေတယ်အေးဟုတ်သားပဲမနေ့ကတုံတုံနဲ့မမနဲ့လေအသီးတွေနဲ့လောက်ထားရေခဲချောင်းလေဟုတ်တယ်မလားရေခဲတက်တာအောင်မရလောက်ပြီပေါ့တညတော့အိတ်သွားပြီကိစ္စအောင်စားချင်နေပြီလားโอเคလာအဲ့ဆိုငါတို့သွားကြည့်မယ်ကြည့်မယ် โอเค Oh my god Oh my god အမလေးတွေ့တော့မတွေ့သေးဘူးတုံတုံရေအေးမမလည်းစားချင်လာပြီကွာတုံတုံစားချင်နေပြီလားဘယ်ဟာလေးရင်စားကြရင်ကောင်းမလဲငါတို့နက်ကမောက်သီးလား dragon fruit လားဒီမှာမမတာတာ Oh my god ကျိုးဝိုင်းတော့တခါရေဒါပါလေဇာတ်ရောက်မှာပဲဟာ Okay တုံတုံတိချောက်ကိုင်းတော့ဟေ့အားလေးလေ ည အေးမြည်ကြည့်လိုက်ပါဦးတုံနေတော့အေးလားချင်းလား ချင်းနေ ချင်းနေဟုတ်လို့လားပြေမမနည်းနည်းလေးပြေဟာကပ်ပေါ်လေးရောလှလိုက်တာကဲမမအရင်စားလိုက်တော့မယ်ပါလင်းလောက်တော့ရုပ်ကနဲ့လေလှုပ်ထားမလားအဲ့ကြောင့်မနည်းနည်းလေးချင်းအတီးရကြချိုးတယ်တက်တော့ချိုးရမလား ချင်းနေ ဟုတ်အဲ့လောက်ချင်းတာလားရှောင်းလေးချစ်စရာဒါနာနာနဲ့ဆိုချိုးလောက်တယ်ကြီးကြည့်လိုက်မယ်ကြီးကြီးနေ တော့ချိုးရပါတန်းလေးတို့လည်းအိမ်မှာဒီလိုမျိုးအလွယ်တကူလှုပ်စားလို့ရတယ်ရေခဲချောင်းလေးတွေလှုပ်ကြည့်နော်အရင်စားလို့ကောင်းတယ်တိုင်းနေ